Okay ကျွန်တော်အရင် video မှာတော့က Make Zero ကိုဘာအကြောင်းသင်ခဲ့လဲဆိုရင်ဒီ Fast API ပေါ့နော်ဒီ route တွေပေါ့ route တွေဘယ်လိုရေးရလဲဆိုတာနဲ့ပတ်သက်ပြီးတော့သင်ပေးခဲ့ပြီပေါ့နော် Okay ဒါဆိုရင်ဒီ route တွေကဘယ်လိုရေးလဲဆိုတော့ဒါ Fast API မှာဘာမှမခက်ဘူးကျွန်တော်တို့ဒီဘာပေါ့နော်ဒီ Fast API ကိုဒီ class ကို instance ပြီးဒီလိုရေးပြီးအဲအောက်မှာဒါကျွန်တော်တို့ဒီ route နဲ့ sign နဲ့ဟောပေါ့ဒီ function တစ်ခုရှိလိုက်ဒါဆိုရင်ဒီကောင်နဲ့ပတ်သက်တဲ့အလုပ်တွေလုပ်သွားပြီပေါ့နော် Okay ဒါဆိုရင်အဲ့ဒီမှာကျွန်တော်တို့ကနောက်တစ်ခုအနေနဲ့ကကျွန်တော်ဒီမှာဘာပြောချင်သေးလဲဆိုရင်ဒီ project run နဲ့ချိန်ကြရပေါ့နော်ဒီဟိုUVCon ဆိုတဲ့ဒီ web server တစ်ခုသုံးတယ်ပေါ့နော်အဲ့ web server တစ်ခုသုံးတဲ့အချိန်ကျရင် run သွားတဲ့ command က UVCon ပြီးရင် main colon app ပြီးရင် minus reload ဆိုပြီးသွားတယ် reload ဖြစ်တာကြောင့်ကျွန်တော်ဒီ code မှာပေါ့နော် changes တစ်ခုခုရှိခဲ့တယ်ဆိုရင်အဲ့ဒီကောင် reload ဖြစ်ဖို့ပဲသွားတာပဲပြီးတော့ဒီမှာ main app ဆိုတဲ့အဓိပ္ပာယ်ဘာလဲဆိုတော့ဒီ main ကကြတော့ကျွန်တော်တို့ကဒီဟိုပါပေါ့နော်ဒီ main တော့ပိုင်ပေါ့အဓိက run ချင်တယ်ကျွန်တော်တို့ code file ကိုပြောချင်တာเนาะနောက်က app ကကြတော့ဒီကောင် application ခုနေနဲ့ run မယ်လို့ပြောတာပဲအဲ့တော့ချက်ဒီမှာ run လိုက်မယ်ဒါဆိုရင်ဒီကောင်ဒီ server step သွားပြီပေါ့နော်ဒါဆိုဒီကောင်တစ်ချက်copy ကူးလိုက်မယ် copy ကူးပြီးတော့ကျွန်တော်ဒီမှာ browser မှာတစ်ချက် paste ချပြီးသွားလိုက်မယ် oh sorry and ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီ industrial ပေါ့နော် industrial ကတော့ဒီမှာ hello fast API ဆိုတဲ့နေရာကိုသွားတယ်အဲ့ဒီထဲမှာကျွန်တော်တို့ကထားပါတော့ဒီ file ကျွန်တော် original file name ကဒီမှာ main လို့မပေးထားတခုပေးထားမှာတော့တခြားတစ်ခုဒီမှာ rename ပေးလိုက်မယ်ဒီမှာ app.py လို့ပေးလိုက်တယ်ပဲထားပါတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီUVCon နဲ့ run တဲ့အချိန်ကျရင်အဲ့ file name အတိုင်းပဲရေးပြရမှာเนาะဒီနေရာမှာဆို main ဆိုတာကခုနကဒီနေရာမှာ file name က main ဖြစ်နေလို့တကယ်လို့ဒီမှာ app ဖြစ်နေရဆိုရင်အဲ့ဒီကောင်ရဲ့name ကိုကြာဒီမှာ app လို့ပဲပေးရမယ်เนาะဒါကျွန်တော်တို့ဒီအဓိကကျွန်တော်ပြောချင်တာကဗျာ UVCon နဲ့ run တဲ့အချိန်ကျဒီရှိတဲ့နေရာမှာကျတော့ဘာထည့်ပြီးလဲဆိုတော့ဒီကျွန်တော်တို့အဓိက run ချင်တဲ့ code file ရှိတဲ့နေရာပေါ့เนาะ Fast API project စ run ချင်တဲ့နေရာကဒီ file ဒီ project ဒီဘယ်လိုပြောမလဲ Python file ရဲ့ name ကိုရေးပြရမှာเนาะ okay ထားပါတော့ဒီကောင် run လိုက်မယ်ဒါဆိုလည်းပုံမှန်တိုင်းပဲ run နေရထားပါဒါတော့ဟို UVCon နဲ့ run တဲ့ချိန်ကြရင်တည်စရာတစ်ခုပြောပြတာပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်ဒီဗီဒီယိုမှာအဓိကဘာဆက်ပြောသွားမလဲဆိုရင်ကျွန်တော်တို့ main အနေနဲ့သိပြီးသားဒီ Fast API project တစ်ခုဘယ်လို create လုပ်မယ်ပြီးရင်အဲ့ဒီထဲမှာကျွန်တော်တို့ဒီဟိုပါပေါ့နော် route တွေဘယ်လိုရှိမလဲ route မှာကျွန်တော်တို့ဒီ dynamic route တွေလည်းရှိသေးတယ်ဒီမှာဒီလိုမျိုးပေါ့နော် user ID ဆိုရင်ဒါ user ID ဝင်လာတာမျိုးအဲ့လိုမျိုးပဲ name တွေဘာတွေပေါ့နော် assign အဲ့လိုကောင်းတွေလည်းဝင်လာလို့ရတယ်အဲ့မှာ query parameter တွေလည်းဝင်လာလို့ရတယ်ပေါ့နော် okay နောက်တစ်ခုအနေနဲ့ဆိုရင်ကျွန်တော်ဒီမှာကျတော့အဓိကသွားနေရကြတော့ဘာလဲဆိုတော့ဒီမှာ get method တွေနဲ့ပဲသွားနေရနော်သတိထားမိမယ်ဆိုရင်ဒီ HTTP request method ဆိုရင်ဒီ get method တွေပဲသွားနေတာအဲ့ဒီထဲမှာပဲကျွန်တော်တို့ဒီ API route တွေဆိုရင်ကျွန်တော်တို့ကဘာရှိမလဲဆိုတော့ get method မှာရှိမှာမဟုတ်ဘူးကျွန်တော်ဒီ post method ပေါ့နော် data တွေဒါ data ပြန်ယူခြင်းတဲ့အချိန် data ဖတ်ချင်တဲ့အချိန် data read လုပ်ချင်တဲ့အချိန်မှာသုံးတဲ့ get method တစ်ခုပဲမဟုတ်ဘူး data create လုပ်တဲ့အချိန်မှာသုံးတဲ့ post method တွေလည်းလာမှာပဲအဲ့လိုမဟုတ်ဘဲ data တွေ update လုပ်တဲ့အချိန်မှာသုံးတဲ့ put to patch တို့လည်းလာမှာပဲ delete လုပ်တဲ့အချိန်မှာသုံးတဲ့ delete method လည်းလာမှာပဲပေါ့နော် okay အဲ့ဒီအချိန်မှာဆိုကျွန်တော်တို့ဒီမှာထားပါတော့အဓိကဒီနေရာမှာဆိုရင်ကျွန်တော်တို့ထားပါတော့ဗျာဒီမှာ post method နဲ့လာမယ် post method ကကျတော့ဘယ်အချိန်မှာလာမလဲဆိုတော့ data create လုပ်ဖို့ data create လုပ်ဖို့ဆိုရင်အဲ့ဒီ route ကနေတစ်ဆင့်ကဘာထည့်ပေးရမလဲကျွန်တော် data တွေတော့ထည့်ပေးလိုက်ရမှာပေါ့နော်okay အဲ့လိုမျိုးထည့်ပြီးဆိုရင်ထားပါတော့ကျွန်တော်တို့မှာထားပါတော့ဗျာဒီဟိုကျွန်တော် route တစ်ခုရေးလိုက်မယ်ဒီမှာ after ဒီကောင်ကကျတော့ post method နဲ့သွားလိုက်မယ် okay ပြန်အဲ့ကောင်ကကျတော့ကျွန်တော်ဒီမှာ user လို့ပဲပေးထားလိုက်မယ်အဲ့ user မှာကျွန်တော်ဒီကောင် create လုပ်မှာ create route ကို create လုပ်မှာဖြစ်တဲ့အတွက်ဒီတိုင်းပဲရေးထားလိုက်မယ်ပေါ့နော် user route ရှိမယ်ပြီးရင် def create user ပေါ့သူက create user လို့လာလိုက်မယ်ပြီးရင်ဘာလာမလဲဆိုရင်ကျွန်တော်တို့ကဒီ user တယောက် create လုပ်တော့မယ် user တယောက် create လုပ်တော့မယ်ဆိုအဲ့ user နဲ့ပတ်သက်တဲ့ဘာ information တွေထည့်ပေးလိုက်မလဲဆိုတာရှိတယ်ဒီ API ဘက်ကနေပေါ့နော် API ဘက်ကနေဒီ user နဲ့ပတ်သက်ပြီးဘယ်လို information တွေထည့်ပေးလိုက်မလဲဆိုတာရှိတယ်အဲ့ဒါဆိုရင်အဲ့ဒီကောင်အတွက်ကျွန်တော်ကဘာလုပ်ပြရဆိုတော့ class တစ်ခုရေးထားရမယ်နော်ဒီအပေါ်မှာကျွန်တော်ရေးလိုက်ပါမယ်မမြင်တာမှာဆိုလို့ထားပါတော့ဒီမှာ class user ဆိုပြီးရှိမယ်ပေါ့နော်အဲဒီ user class ကကျတော့ကျွန်တော်တို့ကဒီမှာ user မှာ name ရှိမယ်ပေါ့နော် name သူ့ရဲ့ data type က string ဖြစ်မယ်ဟုတ်ပဲ email ရှိမယ်သူ့ရဲ့ data type က string ဖြစ်မယ် age ကလည်း age ကဒီမှာ integer ဖြစ်မယ်ပေါ့နော်ဒီလိုပုံစံပေးထားလိုက်မယ် okay အဲ့ဒီထဲမှာကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုရင်ဒီပေါ့နော်ဒီ user ဆိုတဲ့ကောင်ရှိရဆိုတော့ဒီမှာ user type နဲ့ဒီမှာ data တွေဝင်လာမယ်ပေါ့နော် okay အဲ့လိုဝင်လာတဲ့အချိန်ကျရင်ကျွန်တော်တို့ကဘယ်လိုဖြစ်နေမလဲဆိုရင်ဒီ user နဲ့ပတ်သက်တဲ့ information ထည့်ပေးလိုက်မှာ name ရဲ့ email ရဲ့ age ကိုထည့်ပေးလိုက်ရမှာဒါပေမဲ့အဲ့လိုမထည့်ပေးလိုက်ရင်ဒီကောင်ကဒီ API request ကို allow မလုပ်သင့်ဘူးထားပါတော့ဗျာ data create လုပ်မယ်ဆိုတော့ data ဒီမှာဒီ3ခုအစုံပါရမယ်မပါဘဲနဲ့ create လုပ်ခွင့်မပေးသင့်ဘူးဆိုတာမျိုးဘာစစ်တင်လဲဆိုရင်ဒီ validation တွေစစ်တင်တယ် API validation တွေစစ်တင်တယ်ပေါ့နော် okay အဲ့လိုမျိုး API validation တွေစစ်ဖို့ဆိုရင်တော့ကျွန်တော်ဒီ manually စစ်ရင်တော့ဒီထည့်ပေးလိုက်တဲ့ user ပေါ့နော်အဲ့ user မှာကျွန်တော်တို့ဒီname ပါလာလား
email ပါလာလားဒါမှမဟုတ်ဒီ age ပါလာလားဆိုပြီးလိုက်ပြီးတော့စစ်နေရမှာဒါပေမဲ့ဒီ first API မှာကျတော့အဲ့ဒီ API မှာဒီ request ပေါ့နော်ဒီ request ဝင်လာတဲ့အချိန်ကျရင် request validation နေနဲ့သူထည့်ပြီးတဲ့ model တခုရှိအဲ့ဒါ Bindantic ဆိုတဲ့ model တခုရှိတယ်ပေါ့နော်အဲ့ကောင်ထည့်သုံးလိုက်ရင်ဒီကျွန်တော်တို့အဲ့ကောင်တွေ live စစ်နေကြမလို့ထားပါတော့ကျွန်တော်ဒီမှာတစ်ခါထည့်သုံးပြပါမယ် from Bindantic import base model ပေါ့နော် find ဒီ Bindantic တွေက base model ကိုသုံးလိုက်မယ် okay အဲ့ဆိုရင်အဲ့ဒီ base model ကိုကျွန်တော်တို့ရဲ့ဒီ user model ကတစ်ဆင့်ဘာလန်းလုပ်လိုက်မလဲဆိုတော့ inherit လောက်ထားလိုက်မယ်အဲ့ဆိုရင်ဒီ base model ကိုဒီ user က inherit လောက်ထားလိုက်ပြီပေါ့နော် inherit လောက်ထားလိုက်ပြီဆိုတော့ကျွန်တော်တို့ဒီ channel ဘာမှ trade လို့ရေးစရာမလိုတော့သူက validation ကိုနောက်ကိုရနေပြီးတော့စစ်ပြီးသွားလိုက်မယ်တကယ်လို့ဒီမှာပေါ့ဗျာဒီ information တွေလိုတယ် optional တွေနဲ့မဟုတ်ဒီကောင်တွေမဖြစ်မနေလိုနေတာအဲ့ဒီထဲမှာကျွန်တော်တို့ဒီ information တခုခုမပါဘူးဆိုရင်သူကသူ error message နဲ့ပြပြီးသွားမှာဘယ်လို information ကဘယ်လိုလိုနေပါလဲဆိုပြီးတော့သူကသူ response ပြန်ပြီးသွားလိမ့်မယ်ပေါ့နော် okay ထားပါတော့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဘာဆက်ရေးမလဲဆိုရင်ကျွန်တော်တို့ကဒီမှာဘာဆက်ရေးမလဲဆိုokay ဒါဆိုရင်ကျွန်တော်တို့ဒီမှာကဒီ user model ရှိတယ်ပေါ့နော် user model တစ်ဆင့်ကျွန်တော်တို့ကဒီ Bindantic ကို Bindantic မှာရှိတဲ့ဒီ base model ကို inherit လုပ်ထားတယ် inherit လုပ်ထားဆိုတော့အဲ့ဒီကောင်ကဒီ user route ပေါ့နော် user route ကို post method နဲ့ request ဝင်လာတဲ့အချိန်ကျရင်သူကဘယ်လိုဖြစ်မလဲဆိုတော့ဒီသူဒီ data validation စစ်ပြီးသွားမယ်ပေါ့နော် okay အဲ့ဒါကိုမှကျွန်တော်ကဒီမှာပါဆက်လုပ်မလဲဆိုတော့ထားပါတော့ကျွန်တော်ကဒီတိုင်းပဲ response ပြန်ပြီးလိုက်မယ် okay ဒီမှာ return ဆိုပြီးတော့ဘာရှိမလဲဆိုတော့ဒီမှာ message တခုပေါ့နော် dictionary နဲ့ response ပြန်တယ်သူကဟိုဒီ API route အနေနဲ့ဒီ API route မှာသူ JSON အနေနဲ့ပဲသူ response ပြန်ပြီးသွားလိုက်မယ်ပေါ့နော်ထားပါတော့ user edit ပေါ့ user edit ဆိုပြီးတော့ဘာကိုပြန်ပြီးမလဲဆိုရင်ဒီ user ကိုပဲဒီ return ပြန်ပြီးလိုက်မယ် user object ပေါ့နော် okay ဒီတိုင်းလေးပဲ return ပြန်ပြီးထားလိုက်မယ်ဒါဆိုရင်သူကဘယ်လိုဖြစ်သွားမလဲဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ဒီ user ဆိုတဲ့ဒီ route ရှိတယ် user route ကဒီအပေါ်မှာကျွန်တော်ဒီ route တွေရေးထားခဲ့တဲ့အချိန်မှာတော့ရှိရနော်ဒါပေမဲ့ဒီကောင်ကကျတော့ dynamic route user အပြင် user နောက်မှာ ID ပါနေဖို့လိုသေးတယ်ဒီကောင်ကကျတော့ user route ပဲဒါပေမဲ့သူကကျတော့ဒီမှာလာကြည့်မယ်ဆိုတော့ဒီကောင်က get method နဲ့လာတာဒီကောင်က post method နဲ့ data create လုပ်ဖို့ request ဝင်လာတာအဲ့တော့ကျွန်တော်တို့ကဘယ်လိုပုံစံဖြစ်နေမလဲဆိုရင်ဒီ user route ပေါ့နော်ဒီ user route ကို post method နဲ့ request ဝင်လာတယ်ဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ဒီမှာလက်ခံထားတဲ့ဒီ function ကနေပြီးတော့ဒီ user ပေါ့နော် user object ကိုလက်ခံထားတယ်အဲ့ user object ကဘာလဲဆိုတော့ဒီ Bindantic က base model ကို inherit လုပ်ထားတယ်အဲ့ဒီတော့သူကဘယ်လိုလုပ်သွားမလဲဆိုရင်ဒီ model ထဲမှာရှိတဲ့ဒီ name email age ပေါ့နော်အဲ့ဒီ data တွေကိုသူပါမပါပေါ့နော်ဒါ validation လုပ်မယ်လောလောဆယ်ရတော့ဒီ data တွေကပါရမယ်မပါလို့မရမပါရင် error တက်မှာပဲနော်နောက်ပိုင်းကျကျွန်တော်ဒီဟိုပါဗောနော်ဒီ project ရေးပြတဲ့အချိန်ကျရင်တော့အဲ့ဒီ optional အနေနဲ့ရောကျွန်တော်အဲ့ data တွေကိုဘယ်လိုပုံစံနဲ့သွားမလဲဆိုတာမျိုးထပ်ပြီးတော့ထည့်ရအောင်ပါအဲ့ကြမှာဒီကောင်လေးဘယ်လိုလုပ်အောင်လဲဆိုတာဆက်ပြီးတော့သွားမယ်နော်လောလောဆယ်ကကျတော့ဒီ Bindantic model ဘယ်လို base model မှာဘယ်လိုသွားအောင်လဲဆိုတာကိုသိရင်အဆင်ပြေပြီပေါ့ okay ဒါဆိုရင်ကျွန်တော်တို့ကဒီကောင်ကိုတစ်ချက်စမ်းကြည့်မယ်ဆိုတော့ဒီကောင်ကကျတော့ကျွန်တော်တို့ကဒီ post method နဲ့လာတာ post method နဲ့လာတာဆိုတော့ဘာမလိုဘူးလဲဆိုရင်ကျွန်တော်တို့ဒီဘယ်လိုမျိုးလဲဆိုတော့ဒီ post method နဲ့လာရဆိုရင်ကျွန်တော်တို့တေချာတော့ browser ကနေပြီးတော့ကျွန်တော်တို့သွားပြီးတော့ send လို့တော့မရအောင်เนาะဒီကောင်ဒီ browser ကနေလမ်းပြီး request လုပ်တာကသူကဘာပဲလာတာလဲဆိုရင်ဒီ get method နဲ့ပဲ request လုပ်လို့ရတာ okay အဲ့ဒါဆိုရင်အဲ့ကောင်ဘယ်ကနေ send လဲဆိုကျွန်တော်တို့ဒီ API test လုပ်တဲ့ဒီ tool တွေပေါ့เนาะကျွန်တော်ဒီ maze ဆိုတာသုံးမိလို့ဆိုအဆင်ပြေတာတစ်ခုပေါ့အဲ့ဒါမှာကျွန်တော်ကဒီ postman ဆိုတဲ့ကောင်ကိုသုံးသွားလိုက်မယ်เนาะထားပါတော့ postman တစ်ချက်ဖွင့်လိုက်မယ်okay ခဏဆောင်ပေးရမယ်ခဏ postman ဖွင့်နေအောင်ဆိုတော့ okay ဒါဆိုကျွန်တော်ဒီမှာ postman ဖွင့်လိုက်ပြီဆိုတော့ဒီမှာ postman ရပြီဆိုတော့ကျွန်တော်ဒီမှာဘာလုပ်မလဲဆိုရင်ဒီမှာတော့ဒီကောင် run နေရကြကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်လည်းထားပါတော့ local host 8000မှာပဲ run နေရเนาะအဲ့ထဲမှာကျွန်တော်ကဘယ်ကိုသွားချင်လဲဆိုတော့ဒီ user route ကို request လမ်းလုပ်ချင်တာဒီမှာ postman မှာဆိုကျွန်တော် API testing 2ဖြစ်တဲ့အတွက်သူ့မှာကဒီ method တွေတော်တော်များပါတယ်တွေ့လားဒီမှာ get တို့ post တို့ batch delete ပေါ့အစရှိတယ်ဒီကောင်တွေအကုန်ပါပြီးသားအဲ့ထဲမှာကျွန်တော်ဒီမှာ authorization နဲ့ပတ်သက်တဲ့ကောင်တွေဒီမှာ request header မှာဘာတွေထည့်ပေးမလဲ request body ကဘာတွေထည့်ပေးလိုက်မလဲဆိုတာမျိုးပဲဒါတွေကျွန်တော်တို့အကုန်လုံးလုပ်လို့ရတယ်ပေါ့ okay အဲ့မှာကျွန်တော်တို့ကဘယ်လိုသွားမလဲဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ကထားပါတော့ JSON နေနဲ့လာမှာဆိုတော့ဒီမှာ JSON နေနဲ့ထည့်ပြလိုက်မယ်ဒီကောင်တစ်ချက် JSON လို့ယူရ request body ပေါ့နော်ဒီမှာက method က post method နဲ့သွားမယ် route ကဒီမှာ local host 8000/user ဆိုတဲ့နေရာကိုသွားမယ်အဲ့ဒီထဲမှာ body ထဲမှာ user ဒီမှာ JSON တစ်ချက်ပြောင်းပေးထားနော် okay အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကဘယ်လိုဖြစ်မလဲဆိုတော့ဒီမှာဒီ JSON file တစ်ခုထည့်ပေးရမှာ JSON format နဲ့ data တွေထည့်ပေးလိုက်ရမှာဒီ name image age ကိုပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ name လာမယ်ဆိုဒီမှာ name ပေါ့ name ကဒီမှာ alex ဆိုရေးလိုက်မယ်ပြီးတော့ email ကိုကျွန်တော်ကဒီမှာပါထည့်ပေးလိုက်မယ်ဆိုထားပါတော့ ls@gmail.com ဒီပါလာမလဲဆို
age လာမယ် age ကိုကြာကျွန်တော်ကဒီမှာ28ကိုထည့်ပေးလိုက်မယ် okay အဲ့လိုထည့်ပေးလိုက်ပြီဆိုရင်ဒါ py ဆိုတော့ဒီကောင်ကိုဆန့်လောက်လိုက်မယ်ဆန့်လိုက်ဆိုတော့ဒီ post method နဲ့ဒီဘက်ကိုသွားမှာပေါ့နော် okay ဆန့်လိုက်ပြီဒါဆိုတွေ့လားဒီမှာဒီကျွန်တော်တို့ဒီမှာ response ပြန်ထားတဲ့အတိုင်းပဲပေါ့နော်ဒီနေရာလေးမှာ response ပြန်ထားတဲ့အတိုင်းပဲ message user added ဆိုပြီးသူပေါ်လာပြီနော်ဒီမှာ message က user added ဒီမှာ user ကကြတော့ကျွန်တော်ဒီမှာဒီ object ကြီးလာတာကိုဒီ user object လာတာဆိုတော့အဲ user object ကဒီမှာဘာနေနဲ့လာနေလဲဆိုရင်ဒီဟောပေါ့နော် JSON နေနဲ့လာနေတယ် JSON နေနဲ့လာနေတယ်ပေါ့နော်ဘာလို့ဆိုတော့ဒီကောင် API ရတော့ဖြစ်တဲ့ JSON format နဲ့လာမှာပဲ okay ဒါဆို Python မှာဆိုရင်ဒီကောင် dictionary ပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာရပြီလဲဆိုတော့ကျွန်တော်ပုံမှန်တိုင်းပေါ့နော် request ဒီ request လမ်းလုပ်လို့ရပြီ request လမ်းလုပ်ရပြီဆိုတော့ကကျွန်တော်တို့ဒီမှာပေါ့နော်ဒီ user model ရှိတယ်အဲ user model ကဒီထဲကိုဝင်လာတယ်ဝင်လာကျွန်တော် post method နဲ့ဝင်လာတဲ့ post method နဲ့post method နဲ့ဝင်လာတဲ့အချိန်ကျရင်ဝင်လာတဲ့ data တွေပါမပါစစ်တယ်ဒီနောက်ကိုရနေเนาะဒီ Python base model ကိုသုံးပြီးတော့သူကစစ်သွားတာပဲစစ်သွားပြီးတော့မှအဆင်ပြေရဆိုရင်ဒါပုံမှန်တိုင်းအလုပ်လုပ်ပြီးသွားတယ်ဒါဆိုဒီကောင်အဆင်ပြေထားပါတော့ကျွန်တော်ကဒီမှာ email မထည့်ပဲနဲ့ request လုပ်ကြည့်လိုက်မယ် name နဲ့ age နဲ့ပဲပါတယ်ဒီမှာဆိုရင် name email age ဆိုပြီးပါမှာဒါပေမဲ့ဒီမှာ name နဲ့ age ပဲပါနေတယ်စမ်းလုပ်ကြည့်လိုက်မယ်ဒါဆိုဘာဖြစ်လဲဆိုတော့ဒီမှာတွေ့လားဒီ error ပြနေတယ်ဒီမှာဆိုရင်ဒီ state code ကိုကြည့်မယ်ဆို422ဒီ unprocessable entity ဆိုပြီးသူပြနေတယ်ပြီးတော့ဒီမှာ error code နေ error state တွေနေပေါ့နော် error ဆိုရင်သူကဘာတက်နေလဲဆိုတော့ဒီမှာဗျာဒီ fee require ဆိုရင် error တက်နေတယ်ပေါ့နော်အဓိကလိုတာဘာလဲဆိုရင်ဒီမှာ body မှာ email လိုနေတာကိုသူပြနေတာเนาะ okay ဒါဆိုရင်ဒါကဘာလဲဆိုတော့ကျွန်တော်ဒီ Python model ကိုသုံးပြီး request လုပ်တဲ့အချိန်ကျရင်ဒီလိုပုံစံနဲ့ကျွန်တော် error တွေကိုလည်းစစ်လို့ရတယ်ဆိုတော့ပြောတာပေါ့နော် okay ဒါဆိုရင်main ဆိုရင်လည်းဒီဟိုပါပေါ့နော်ဒီ request ဒီ API request ကနေဝင်လာတဲ့အချိန်ကျရင် data တွေပေါ့နော်ဘယ်လိုသွားလဲပေါ့ဘယ်လိုသွားလဲဆိုတဲ့အချိန်ကျမှဒီ data request တစ်ခုဝင်လာတဲ့အချိန်ကျကျွန်တော်တို့က manually စစ်နေစရာမလိုဘဲနဲ့ fast API ကနေဒီ Python ဆိုတဲ့ကောင်ပေးထားတယ်ပေါ့နော်အဲဒီ Python ရှိပြီဆိုကျွန်တော်တို့ကအဲဒီကောင်စစ်စရာမလိုဘူးကျွန်တော်ကဒီတိုင်းလေးပဲသူ့ရဲ့ model မှာဒီ inherit လုပ်ပြီးလိုက်ရှုံနဲ့အဲဒီ data တွေကိုသူစစ်ပြီးသွားလိုက်မယ်ပေါ့ optional တွေပါလေဒီမှာထပ်ထည့်လို့တော့ရတယ်เนาะဒါပေမဲ့အဲ့ဒါတော့ကျွန်တော်ဒီ project တွေရှိပြတဲ့အချိန်မှာပဲထည့်ပြတော့မယ်ပေါ့ okay ဒါဆိုရင် main ဆိုအနေနဲ့ကျွန်တော်ဒီ video မှာသင်ပေးတော့တဲ့ဒီ request API request နဲ့ပတ်သက်ပြီးတော့ဒီ Python မှာဒီ Python fast API ပေါ့เนาะသူပြင် fast API ရဲ့ Python base model ကိုသုံးသွားတဲ့အသုံးပြုပုံပေါ့เนาะဒီကောင်ကိုနားလည်မယ်လို့ထင်ပါတယ်နောက် video မှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်